မပေါ်တဲ့အနာတရများတမြန်နေ့ကကျမတို့မိသားစုအိမ်ကနေကြောင်းအောင်သွားဆိုင်ကယ်လဲသွားခဲ့တယ်ကျမမျိုးသားကမောင်းပြီးကျမကနောက်ဆုံးမှထိုင်နေသူပေါ့သူနဲ့ကျမကြားမှာတားငယ်လေးကိုထားတယ်ဖြစ်ပုံကကျမတို့ဆိုင်ကယ်ကယူတန်းကွေးလိုက်ပြီးတိတ်မကြခင်မှာပဲကားသေးတကြီးကဆိုင်ကယ်လမ်းကြောင်းကိုဝင်လာတာတွေ့လိုက်ရတယ်သူ့ရဲ့အရှိန်ကြောင့်သူကလည်းကွေ့လာတဲ့လမ်းကြောင်းကိုမပြောင်းနိုင်သလိုကျမတို့ဆိုင်ကယ်ကလည်းတိထက်ပိုပြီးဘေးကက်လို့မရတဲ့အနေအထားကြောက်နဲ့ကားကိုလှမ်းကြည့်နေရင်းနဲ့ပဲနောက်ဆုံးသိလိုက်တာကတော့ကျမဒူကောင်းနဲ့အဲ့ဒီကားနဲ့အတော်ကိုနီးနေပြီဆိုတာပဲ10မိနစ်လောက်ကျမသတိလစ်သွားခဲ့တဲ့နိုးချင်းကျမသိလိုက်မိတာကကျမဟာကျမ်းမြေတစ်ခုမှလဲကျနေပြီတားငယ်ငိုနေတယ်ဆိုတာပဲကျမအမျိုးသားကတော့ကျမအဆင်ပြေရဲ့လားဆိုတာကိုမေးရင်ကျမကိုလှုံနိုးလို့မေလို့ခေါ်ရင်ငိုနေတဲ့တားငယ်ရဲ့အတန်မိမဆိုတဲ့ကျမအမျိုးသားရဲ့ခေါ်တဲ့နေကဘယ်သွားလို့သွားရမှန်းမသိလမ်းပြောင်နေတဲ့ကျမကိုမျက်လုံးပွင့်စေခဲ့တယ်ပဲဆိုတော့တားငယ်အဆင်ပြေရဲ့လားတားကြီးကိုကြိုးဖို့အချိန်ကပ်နေပြီလားနိုးချင်းမေးလိုက်တဲ့ကျမရဲ့ကမူရှူရိုမေကုန်းတွေကိုအမျိုးသားကတစ်ခုချင်းစီပြန်ပြေးတယ်တားငယ်အကုန်စင်ပြေတယ်တားကြီးကိုအခုတွားကြုံမှာတဲ့လေတားငယ်လေးကတော့အန်တီကြီးတယောက်လက်ထဲမှာမေလို့ခေါ်ရင်ငိုနေရှာတယ်အားလုံးကိုခြုံငုံအကဲခတ်လိုက်ပြီးချိန်မှာခံကောင်းတယ်လို့ကျမတွေးလိုက်မိတယ်အမျိုးသားလည်းခြေထောက်တစ်ဖက်ပဲနဲ့နာသွားလို့တားငယ်လေးဟာလည်းချစ်ပုံမနဲ့လက်ပုံမပဲပွင့်ရလေးနည်းနည်းပဲရှိတယ်ကျမကတော့အကြအနာဆုံးဖြစ်သွားတယ်ပြောရမယ်အုတ်ထုတ်လည်းကွဲသလိုခေါင်းတစ်ခုလုံးလည်းမူးလည်နေရတယ်ကျန်တဲ့နေရာတွေစစ်ကြည့်တော့လဲကြောကုန်းကပွင့်ရနဲ့လက်ဖမိုးပေါ်ကပွင့်ရကလွဲလို့ဘာတန်ရာမှမရှိဘူးဒါပေမဲ့ညဘက်ချက်တစ်ခုလုံးကတော့နေထားပြက်လိုက်တိုင်းနာသွားတာပဲအမျိုးသားကတော့ပြောရှာတယ်ငါတို့ကိုအခုကူနေတဲ့ထိုင်းတွေကနောက်ကားကထိုင်းနေတဲ့ငါတို့ကိုတိုက်မိတဲ့တစ်ဖက်ကားကမရိုင်းတာကွာခဏပဲရက်ကြည့်ပြီးအောက်တောင်ဆင်းမလာဘူးမောင်းပြေးသွားတယ်တဲ့ဒီကထိုင်းတွေက ambulance ခေါ်ပေးရမလားမေးနေတယ်နင်အဆင်ပြေရလားခေါ်လိုက်ရမှာတဲ့တာကြီးစောနဲ့ဆိုတော့ငါအဆင်ပြေတယ်လို့ဖြေရင်တာကြီးစီရအောင်တော့မရတာပဲတိုက်သွားတဲ့တစ်ဖက်ကားကထိုင်းတွေပဲဖြစ်မလားတခြားလူမျိုးဖြစ်မလားကိုရီလူမြန်မာပဲဖြစ်မလားလူမမြင်ရတော့ကိုလည်းမပြောတတ်ဘူးပေါ့လေအဲ့ဒီနေကတော့ရောက်နေကြအချိန်ချင်းနောက်ကြလို့တာကြီးကလည်းငုံနေလိုက်တာနဲ့အေးလေ9နှစ်သားရှိသေးတဲ့ကလေးတယောက်ရဲ့စိတ်ထဲမှာမိဘတွေအကြောင်းတစ်ခုကြောင့်နောက်ကြကောင်းနောက်ကြနိုင်တယ်ဆိုတာကိုဘယ်တွေးမိမှတဲ့လဲလူမျိုးမတူဘာသာမတူတဲ့ကျောင်းဝင်ကြီးထဲမှာပုံမှန်ချိန်ထက်နောက်ကျနေတဲ့မိဘတွေသူလဲအမျိုးမျိုးတွေးပြစ်မှာပေါ့လေအမျိုးသားကတော့ဆူရှာတယ်တားကဒီကျောင်းထဲမှာလုံခြုံနေမေနဲ့ဖေကအခက်မသိလို့နောက်ကြတာရှိကောင်းရှိနိုင်တယ်ပေါ့ကျမကတော့နားလည်ပေးနိုင်ပါတယ်ခဏအစွန့်ပစ်ခံဖြစ်ခဲ့ဘူးလို့လားမသိဘူးစွန့်ပစ်ခံရမှာကြောက်တဲ့စိတ်ကိုကျမနားလည်ပေးနိုင်တယ်ကျောင်းကနေအိမ်ကိုပြန်ရောက်ချင်းပါရာစီတာမောတစ်လုံးတောက်ပြီးခဏနားလိုက်တယ်စိတ်ငြိမ်မှဆိုင်ကယ်နဲ့အုတ်ထုပ်တွေကိုတေချာစစ်ဆေးကြည့်လိုက်တော့ကျမအုတ်ထုပ်မှာပဲအကွဲရာကြီးတစ်ခုတွေ့ရတယ်စောကစစ်ဆေးထားတဲ့ဒဏ်ရာတွေပြင်တခြားဘလို့ဒဏ်ရာရှိမလဲဆိုတာကိုမျိုးသားနဲ့ကလေးကိုလည်းစစ်ကိုလည်းထပ်စစ်ကြည့်မိတယ်ဆိုင်ကယ်တစ်ခုလုံးတောင်လဲတာဒီတန်ရာလောက်လေးတွေပဲရတာလားဆိုတာကိုကျမမှမယုံနိုင်အောင်ဖြစ်ရတယ်အဖြေကနောက်2ရက်လောက်မှပေါ်လာပြီပဲဒဏ်ရာမပြင်းတာမဟုတ်ဘူးကျမမှဒဏ်ရာသာမမြင်ရတာဟိုနာလှုပ်လဲနာဒီနာလှုပ်လဲနာနဲ့ခေါင်းတောင်ဟိုဘက်ဒီဘက်ကိုရဲမလှုပ်ရဲဘူးလေပင်ဘေးတစ်ဖက်တစ်ချက်ကတောင်ကြီးမလို့စက်ကနေလှည့်လိုက်ရင်ဘာဖြစ်တော့မလဲဆိုတဲ့စိုးရင်စိတ်ကြီးနဲ့ကြိုးစားလှည့်နေရတယ်ခေါင်းပေါ်ကိုတချမ်းတင်နေရင်တောင်မှခေါင်းကိုမထောင်နိုင်ဘူးခေါင်းကိုလက်နှစ်ဖက်နဲ့တေချာကင်ပြီးမှထထိုင်ရတယ်အဲ့ဒီလိုမျိုးကိုလူကထိုင်နေလို့ပဲရတော့ဘာမှမလုပ်ပြပဲ online တက်ကြည့်ပြီးတော့မှပိုးဆိုးတော့တာပဲဆိုင်ကယ်နဲ့ကားနဲ့ညီတာကိုယ့်ဘက်ကမှန်ပေမဲ့စကန်ရောက်တဲ့ကသူတို့လူမျိုးပဲအမှန်လိုက်တာတို့ရောကြီးဘလို့ပေးရတာတို့နဲ့ညားလိုက်တဲ့တိုက်မှုတွေဆိုတာအသိညီမလေးတယောက်ရဲ့ပြောစကားအရဆိုသူ့တငယ်ချင်းလေးဘက်ကလမ်းကြောင်းမှန်ပေမဲ့
နောက်ကတိုက်တဲ့ကားကိုလူကိုလည်းရော်ကြီးပေးလိုက်ရတယ်လို့ကားအာမခံကိုလည်းရော်ကြီးပေးလိုက်ရတာတဲ့နှစ်ခါရော်လိုက်ရတာပေါ့တစ်ဖက်ကားကကိုရီကိုလှည့်မကြည့်တာပဲကန်ကောင်းတာလားလို့ကျမတွေးမိသေးတယ်ကျမခေါင်းကိုလက်နှစ်ဖက်နဲ့ထိမ့်ပြီးခက်ထထိုင်လိုက်မိတယ်အပြင်ပန်းမှာဒဏ်ရာကြီးကြီးမားမားမရှိပေမဲ့ရင်ဘတ်ထဲမှာတော့တစ်ခုခုကတစ်စွန့်နေတယ်တကယ်တော့ကျမတို့ရရှိခဲ့တဲ့ဒဏ်ရာတွေထက်ပိုးနာကျင်ရတာကတစ်ဖက်ကားကလူစိတ်မကြည့်တာပဲကန်ကောင်းတယ်လို့တွေးလိုက်မိတဲ့အတွေးစားပဲမှန်နေပါရဲ့နဲ့အမားအဖြစ်ဆွဆက်ခံရမှာကိုကြောက်နေရတာကိုယ်နိုင်ငံမဟုတ်တဲ့မြေပေါ်မှာအာမခံချက်မရှိပဲဘဝကိုရုန်းကန်နေရတာတွေကပုံပက်ဒဏ်ရာတွေထက်ပိုပြီးပူလောင်စေတယ်မလားတားကြီးကိုတွားကြိုတော့ကသူငိုနေတာကိုကြည့်ပြီးကျမလည်းလိုက်ငိုခြင်းမိတယ်သူကတော့အစွန့်ပစ်ခံရမှကြောက်လို့ငိုတာကျမကတော့ဒီလိုမျိုးမတော်တဆမှုတစ်ခုမှတင်ဘဝပြတ်သွားနိုင်တဲ့အထိလုံခြုံမှုကင်းမဲ့နေတဲ့အဝေးရောက်ဘဝကိုသိငင်လုံးလို့ငိုချင်တာလူသားချင်းစာနာမှုထက်ဥပဒေနဲ့အာမခံခြင်းတွေကိုပိုကြောက်နေရတဲ့ဘဝကိုမြေကိုရင်မဟုတ်တဲ့ဒီနေရာမှာခေါင်းငုံပြီးရှင်သန်နေရတဲ့ကျမတို့လူတွေအတွက်တော့တရားမျှတမှုဆိုတာတဲ့ဘာမှမဖြစ်ပဲပြီးသွားတာပါပဲအကောင်းဆုံးသောဆုလက်တစ်ခုဖြစ်နေကြရပြန်ပါပြီဒီနေ့လဲညဘက်ရောက်ရင်ဖျားစင်ရှိမှထိုင်ရင်တိတ်လေးဆူတောင်းနေအောင်ပဲအဲ့ဒီဆူတောင်းကတော့နောက်တစ်ခါအတိုက်ခံရရင်တောင်မှတိုက်တဲ့သူကကားပေါ်ကဆင်းမလာပါစေနဲ့လို့လေ